ဒီဗီဒီယိုထဲမှာတင်မြင်ရမယ့်နေရာဟာသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေက plan တစ်ခုမဟုတ်ပါဘူး။ CG နဲ့ဖန်တီးထားတာလည်းမဟုတ်ပါဘူး။ဒီတစ်ပင်တွေကိုကြည့်လိုက်ပါ။ထီးလိုပုံစံတွေထူးဆန်းတဲ့အကိုင်းခတ်တွေအနီရောင်တစ်ရည်တွေဒီမြင်ကွင်းကိုပထမဆုံးမြင်တဲ့သူတိုင်းဒါကကဘာပေါ်ကနေရာဟုတ်ရဲ့လားလို့မေးမိကြပါလိမ့်မယ်။လူတချို့ကဒီကျွန်းကိုကဘာမြေပေါ်ကဂျိုသားကျွန်းလို့တော့ခေါ်ဆိုကြပါတယ်။တချို့ကတော့ဒီကျွန်းဟာကဘာနဲ့မဆိုင်တဲ့သက်ရှိတွေရောက်ခဲ့တဲ့နေရာလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ဒီလိုထူးဆန်းတဲ့ပုံစံတွေဘာကြောင့်ဖြစ်လာတာလဲ။ဒီနေ့မှာတော့ကဘာပေါ်ကအထူးခြားဆုံးကျွန်းတစ်ကျွန်းရဲ့နောက်ွယ်ကမှန်တရားကိုတူတူရှာဖွေကြည့်ရအောင်။အာရေဗျပင်လယ်အတွင်းအာဖရိကတိုက်ရဲ့အာရေဗျကျွန်းဆွယ်ကြားမှာစကိုထရာဆိုတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ပထမဆုံးကြည့်ရင်ခြားကျွန်းတွေနဲ့မတူဘူးဆိုတာချက်ချင်းသိနိုင်ပါတယ်။ဒီကျွန်းဟာနှစ်သန်းပေါင်းများစွာကမ္ဘာအခြားကုန်းမြေတွေနဲ့တီးခြားခွဲထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်တွင်တဘာဝကသူနီးသူဟန်နဲ့တခြားဘယ်နေရာမှမရှိတဲ့အပင်တွေတိရစ္ဆာန်တွေကိုဖန်တီးခဲ့ပါတယ်။ဒီကျွန်းရဲ့အကျော်ကြားဆုံးတစ်ပင်က Dragon Block 3 ဖြစ်ပါတယ်။အပေါ်ကနေကြည့်ရင်ထီးတလက်လိုမြင်ရပါလိမ့်မယ်။ဒါပေမဲ့ပိုပြီးအံ့ဩစရာကောင်းတာကဒီတစ်ပင်ရဲ့အခောက်ကိုထိခိုက်မိတဲ့အခါအနီရောင်တစ်ရည်တွေထွက်လာပါတယ်။တွင်းနဲ့စင်တူတာကြောင့်ရှေးခေတ်လူတွေကနဂါးသွေးလို့ယုံကြည်ခဲ့ကြပါတယ်။ဒဏ္ဍာရီတစ်ခုအရနဂါးကြီးနဲ့စင်ကြီးတိုက်ခိုက်ရာကနေနဂါးသွေးတွေကမြေကြီးပေါ်ကျပြီးဒီတစ်ပင်တွေပေါ်ပေါက်လာတဲ့လို့တော့ပြောကြပါတယ်။ဒါပေမဲ့ဒါကဒဏ္ဍာရီဖြစ်ပေမဲ့ဒီနေ့အထိ Dragon Block 3ဆိုတဲ့နာမည်ကတော့ကျန်ရှိနေသေးပါပဲ။ဆူကိုထရာမာရှိရဲ့ပင်ပေါင်းရာနဲ့ချီဟာဒီကျွန်းမှာတွေ့ရတဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်။ချို့အပင်တွေကကဘာပေါ်ကအခြားဘယ်နေရာနဲ့မှမတူပါဘူး။ဒါကြောင့်ဓာတ်ပုံဆရာတွေခီးသွားတွေ documentary ရိုက်တဲ့လူတွေကဒီကျွန်းကို alien planet လို့တင်စားခေါ်ဝေါ်လာကြပါတယ်။တကယ်တော့ဒီလိုဖြစ်လာတာဟာနှစ်သန်းပေါင်းများစွာတီးခြားတည်ရှိနေတဲ့သဘာဝရဲ့ရလဒ်ပဲဖြစ်ပါတယ်။ Socotra ဟာ Dragon Block 3တွင်မဟုတ်ပဲအဖြူရောင်တဲတောင်ပြင်တွေစိမ့်ပြရောင်ပင်လေထုံးကြောက်ကူကြီးတွေမိုးတိမ်တွေကြားကတောင်နှန်းတွေအခြားဘယ်နေရာမှမတွေ့နိုင်တဲ့ငှက်မျိုးစိတ်တွေရှားပါတဲ့တွားတွားတတ္တဝါတွေဒီအရာအလုံးဟာကျွန်းကျွန်းထဲမှာပဲအတူတကွရှိနေပါတယ်။အဲ့ဒါကြောင့်သဘာဝပညာရှင်တွေအတွက်ဒီကျွန်းဟာတန်မိုးကြီးတဲ့သဘာဝတခဲခန်းကြီးတစ်ခုလိုဖြစ်နေပါတယ်။ဒီလိုရှားပါတဲ့သဘာဝမျိုးစိတ်တွေရှိနေတာကြောင့်ဆူဂိုဒရာကိုကမ္ဘာသဘာဝအမွေအနှစ်ဖြစ်ထိန်းသိမ်းထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအပင်တွေဒီတိရစ္ဆာန်တွေချို့ဟာကမ္ဘာပေါ်မှာဒီကျွန်းတစ်ခုထဲမှာပဲရှိပါတော့တယ်။ဒီနေ့ဒီကျွန်းကြီးကိုတဘာဝကဖျက်ဆီးသွားရင်ဒီမျိုးစိတ်တွေကိုပြန်ဖန်တီးလို့မရတော့ပါဘူး။ဆူကိုထရာဟာဂျိုသားတွေနေခဲ့တဲ့ကျွန်းလို့တတ်သိမရှိပါဘူး။ဒါပေမဲ့ဒီကျွန်းကိုမြင်လိုက်တဲ့သူတိုင်းကတဘာဝတရားကဒီလောက်ထိထူးခြားနိုင်တာလားလို့အံ့ဩသွားကြပါတယ်။ခါလေလူသားတွေဖန်တီးထားတဲ့အရာတွေထက်တဘာဝတရားရဲ့လက်ရာတွေကပိုပြီးမြုံနိုင်စရာကောင်းနေတတ်ပါတယ်။ဒါဆိုတင်ကရောခွင့်ရရရဲ့ဆူကိုထရာကိုသွားလေကြလားကွန်မန့်မှာဖြည့်ပေးပေးပါအောင်။နောက်ထပ်ကဘာတဝမ်းကလှုပ်ဝက်စမ်းကျဲတဲ့နေရာတွေနဲ့အံ့ဘွယ်တဘာဝဖြစ်ရဲ့စမ်းတွေလွတ်တန်းကြည့်ကျင်နေဆိုရင်ဟန်ဂျော်နီကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။